အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့မလေးရှားနိုင်ငံနောင်လာပိုက်တာလူငယ်များသူတွေချစ်ပွဲမှာဥက္ကဋ္ဌကိုသက်ဖြစ်ပါတယ်ကျွန်တော်မလေးရှားနိုင်ငံကျွန်တော်မြန်မာနိုင်ငံသားတွေအဓိကကွာလာလမ်ပူမြို့နယ်ထဲမှာရှိတဲ့ကျွန်တော်မြန်မာနိုင်ငံသားတွေကိုအသိပေးလေးရရှိပါတယ်ကျွန်တော်မလေးရှားနိုင်ငံမှာ2023ရက်စပြီးတော့28ရက်နေ့ထိအာဆီယံအစည်းအဝေးကျင်းပဖို့ရှိပါတယ်အဲ့ဒီအတွက်နိုင်ငံတကာနိုင်ငံကြီးတွေအမေရိကန်သမ္မတအစလာရောက်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မြန်မာနိုင်ငံသားတွေမလိုအပ်ဘဲနဲ့ကွာလာလမ်ပူမြို့နယ်အဓိက KNCC ပတ်ဝန်းကျင်တွေအထူးတည်ထားဖို့လိုပါတယ်ဒီနေ့တော့ KNCC ပတ်ဝန်းကျင်မှာလုံခြုံရေးတွေအများကြီးချထားပြီးဖြစ်ပါတယ်အဲ့ဒါကြောင့်ဒီလိုလာမဲ့ကားဆရာတွေဒီလိုအလဲလာမဲ့လူတွေအဲ့တော့ဒီကိုကျူးဆိုင်ဖို့လိုပါတယ်ဒီကအထောက်ထားမရှိတဲ့လူတွေမလာရင်တော့ပိုကောင်းမယ်ဖြစ်ပါတယ်ဒီကထောက်ထားရှိတဲ့ထောက်ထားဘာမှမရှိရင်စစ်ဆေးမှုတွေမတမန်ပဲပြုလုပ်တဲ့ခါတော့ရှင်းလို့ရမှာမဟုတ်ပါဘူးအဲ့ဒါကြောင့်ကျွန်တော်မြန်မာနိုင်ငံသားတွေကိုအသိပေးတာဖြစ်ပါတယ်အဲ့ဒီအတွက်23ရက်ကနေ28ရက်နေ့အထိဒီကကွာလာလမ်ပူမြို့နယ် KNCC ပတ်ဝန်းကျင်တွေကတော့အဓိကဖြစ်ပါတယ်အဲ့တော့အထူးကူးဆိုင်ကြပါလို့ကျွန်တော်တို့လုံလပလိုက်တာလူငယ်များသူတွေချစ်ပွဲမှာအသိပေးရပါတယ်အားလုံးကျန်းမာချမ်းသာကြပါစေ